မပေးတဲ့သူဖြစ်နေတဲ့ခိုင်တင်းကြီးသမီးစံထိတ်ထားဦးအပေါ်ခုလိုဝေဖန်လိုက်တဲ့မင်းသမီးရှို့ပြုံးဝိုင်းရင်မင်းသမီးရှို့ပြုံးကတော့စံထိတ်ထားဦးကမပေးတဲ့ပုံစံအပေါ်မှာအခုလိုထောက်ပြလိုက်ပါတယ်တတလုံးမှတော့ဝိုင်းရင်တရုတ်ဆောင်မင်းသမီးခိုင်တင်းကြီးရဲ့သမီးစံထိတ်ထားဦးကမင်းသမီးရှို့ပြုံးချောရည်တနာနဲ့အတူမိရှယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်တရုတ်ဆောင်ထားပါတယ်အဆိုပါဇာတ်ကားကတော့စိတ်ပိုင်းဆိုင်ရာချွေးရင်ရှိတွေရှိနေတဲ့အော်ဒီဇင်ကလေးနဲ့ပတ်သက်တဲ့ပညာပေးကားလေးဖြစ်ပါတယ်ဒီမိရှယ်ဆိုတဲ့ဇာတ်ကားကြီးကဝိုင်းရင်တရုတ်ဆောင်မင်းသမီးခိုင်တင်းကြီးရဲ့သမီးစံထိတ်ထားဦးအတွက်ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်နေတာပါစံထိတ်ထားဦးဟာဒီလိုပထမဆုံးရုပ်ရှင်ဇာတ်ကားမှတင်အော်ဒီဇင်ကလေးမလေးအဖြစ်ရုပ်ဆောင်ရတာဖြစ်ပါတယ်အော်ဒီဇင်ဇာတ်ရုပ်ကိုတရုပ်ဆောင်နိုင်ဖို့ဆိုတာသုံးယုံတန်ယုံတရုပ်ဆောင်အရေးရှင်နဲ့မရပါဘူးတကယ်အပြင်ကအော်ဒီဇင်ကလေးတယောက်ရဲ့အမူအရာအတိုင်းလိုက်လံတရုပ်ဆောင်ရတာဖြစ်ပါတယ်ဒါပေမဲ့လည်းစံထိတ်ထားဦးကအကောင်းဆုံးတရုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်ချိုပြုံးကတော့ရုပ်ရှင်လောကထဲမှာဘဲထိတ်တန်းမင်းသမီးမှာဒီလိုအော်ဒီဇင်ဇာတ်ရုပ်ကိုတရုပ်မဆောင်နိုင်ကြောင်းအခက်မသိရင်လူရဲစရာဖြစ်သွားနိုင်ကြောင်းကြောက်ကြတယ်လို့ဆိုပါတယ်ဒါပေမဲ့လည်းစံထိတ်ထားဦးကအကောင်းဆုံးတရုပ်ဆောင်ထားနိုင်လို့ချီးကျူးခံရတာဖြစ်ပါတယ်တချို့တွေရဲ့အဆိုအရစံထိတ်ထားဦးကအကယ်ဒမီတောင်ရသွားနိုင်တယ်လို့ဆိုကြတာပါပရိသတ်တွေကရောစံထိတ်ထားဦးရဲ့တရုပ်ဆောင်ပုံကိုဘယ်လိုမြင်ပါတယ်လဲရှင်ပထမဆုံးရုပ်ရှင်ကိုပေါ်ကားမျိုးမရိုက်ပဲတကယ်နိုင်ငံတကာအဆင့်မီအိုက်တင်မျိုးချပြနိုင်ခဲ့တဲ့စံထိတ်ထားဦးပရိသတ်များရှင်စံထိတ်ထားဦးကတော့မင်းသမီးခိုင်တင်းကြီးရဲ့ဒူးတော်သမီးဖြစ်သလိုမိခင်ရဲ့ရှေ့ရာကိုအပြေဝအနှင်းနိုင်တဲ့သမီးလေးတစ်ယောက်ဖြစ်နေခဲ့တာကိုအခုနောက်ပိုင်းမှာမှပို့ပြီးတော့ရုပ်လုံးပေါ်လာခဲ့တာဖြစ်ပါတယ်စံထိတ်ထားဦးကစီးပွားရေးကိုစိတ်မဝင်စားပဲမိခင်ဖြစ်သူရဲ့အနုပညာအမွေကိုသာဆက်လက်ပြီးတော့ထိန်းသိမ်းရှင်တာဖြစ်ပါတယ်ဒါအပြင်တခြင်းဆိုရတာကိုလည်းဝါသနာပါခဲ့ပြီးတော့တတော်မှတော့အဆိုတော်တယောက်အနေနဲ့ရပ်တည်နိုင်ဖို့အတွက်ကိုပြင်ဆင်နေတာဖြစ်ပါတယ်လာမယ့်အပတ်ထဲမှာဓမ္မပထမဆုံးပါဝင်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကရုံတင်ပြတ်တတ်တော့မှာဖြစ်ပါတယ်သူဘွားရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုလည်းပဲတေချာစီစစ်ပြီးတော့ရွေးချယ်ထားခဲ့တာပါရုပ်ရှင်ဇာတ်ကားကြီးကတာမန်ရုပ်ရှင်ဇာတ်ကားမျိုးမဟုတ်ပဲနိုင်ငံတကာအဆင့်မီဇာတ်လမ်းပုံစံမျိုးနဲ့ရိုက်ကူးထားတဲ့ရုပ်ရှင်မျိုးဖြစ်ပါတယ်စံထိတ်ထားဦးကမိရှယ်ရုပ်ရှင်ဇာတ်ကားကြီးမှာအော်ဒီဇင်နေရာကနေပါဝင်တရုပ်ဆောင်ထားခဲ့ပြီးတော့ဒီဇာတ်ကားဟာသူရဲ့ပထမဆုံးတရုပ်ဆောင်ရတဲ့ဇာတ်ကားလို့မထင်ရလောက်အောင်ကိုအပေါ်လိုမရှိအတိအကျတရုပ်ဆောင်ကောင်းနေတာဖြစ်ပါတယ်မင်းသမီးဆိုပေမဲ့ဒါလေးကအော်ဒီဇင်ဖြစ်နေကြောင်းမရှိပဲဝန်ခံလာတဲ့ရှော်ရည်တနာမြန်မာနိုင်ငံမှာအော်ဒီဇင်ကလေးငယ်တွေလို့ဆိုလိုက်တာနဲ့ညာရည်မမိဘူးလို့လွယ်မှားစွာသတ်မှတ်ပြီးခွဲခြားဆက်ဆံခံရတာတွေစာသင်ကျောင်းတော်တော်များများကလက်မခံပဲငင်းပယ်တာတွေကြုံတွေ့နေရဆဲပါဒီလိုရှင်တွေမျိုးမှာပုံမှန်ဆိုရင်မိဘတွေကရှေ့ရုံးနေတကြပေမဲ့ကိုယ့်ရဲ့အကြီးဆုံးသားလေးဟာအော်ဒီဇင်ကလေးဖြစ်နေကြောင်းရဲရဲဝံ့ဝံ့နဲ့ပွက်ပွက်လင်းလင်းဖွင့်ဟပြောပြလာသူကတော့နိုင်ငံကျော်တရုတ်ဆောင်မင်းသမီးရှော်ရည်တနာပဲဖြစ်ပါတယ်ဒီလိုပြောပြလာတာကတော့မကြသေးခင်ကထွက်ရှိထားတဲ့မီရှယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီဇာတ်ကားကြီးထဲမှာနေတိုးစံထိတ်ထားဦးတို့နဲ့အတူအော်ဒီဇင်သမီးငယ်လေးကိုပြုစုပြောထောင်ရတဲ့မိခင်နေရာကနေရှော်ရည်တနာကအကောင်းဆုံးတရုပ်ဆောင်ထားပါတယ်ရှော်ရည်တနာကသူမအနေနဲ့ဒီဇာတ်ကားမှာတရုပ်ဆောင်ရမှာအပြင်လက်တွေ့ဘဝသားလေးရဲ့အခြေအနေတွေကြောင့်အော်ဒီဇင်မိခင်တယောက်ရဲ့ခံစားချက်အစစ်အမှန်ကိုထည့်သွင်းပြီးပြပြစွာတရုပ်ဆောင်နေခဲ့တာလို့ဆိုပါတယ်အော်ဒီဇင်ကလေးတယောက်ကိုပြုစုပြောထောင်ရတာဟာတကယ်ကိုလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးကျမတို့လိုအရာပြည့်စုံတဲ့အနုပညာရှင်တွေအတွက်တောင်မလွယ်ကူရင်တာမမိသားစုတွေအတွက်ပိုပြီးခက်ခဲနိုင်တယ်ဆိုတာကိုရှော်ရည်တနာကထောက်ပြခဲ့ပါတယ်ဒါပေမဲ့အော်ဒီဇင်ဆိုတာဉာဏ်ရည်မပြည့်မီတာလုံးဝမဟုတ်ပဲထူးခြားတဲ့ပါမီနဲ့ဉာဏ်ရည်ပိုင်ဆိုင်ထားသူတွေဖြစ်တဲ့အတွက်တခြားသောမိဘတွေအနေနဲ့လည်းလုံးဝအားငယ်ရှေ့ရွမနေပဲဂုဏ်ယူကြဖို့ခွန်အားပေးစကားဆိုထားပါတယ်ကဲပိတ်တက်ကြီးကရောအော်ဒီဇင်ကလေးတွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြပါသလဲမိဘတယောက်ရဲ့ရဲဝင်းတဲ့မြတ်တာအပေါ်အမြင်လေးတွေကိုကွန်မန့်မှာပြောပြသွားကြပါအောင်ရှင်တချို့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရှင်